ဒီပစ္စည်းလေးကရောင်းကောင်းချက်မနေ့အမစီပြီးမှဖြည့်တဲ့ညီမလေးကပြောလဲဆိုတော့မနေ့ကတရက်ထဲတညရတယ်ပေါ့နော်လက်လီအစုံနဲ့38စုံရောင်းရတယ်မားတဲ့ကိုယ်စလေလေးလွှဲပြီးတာတော့မပါသေးဘူးပေါ့နော်ဒါ38စုံအမဗီဒီယိုလေးတင်လိုက်တာနဲ့ဒီလိုမျိုးခုလိုမျိုးအားပေးတဲ့သူတွေရှိတော့အမတကယ်အယံဝမ်းတာတယ်ကျေးဇူးလည်းအများကြီးတင်တယ်အရင်ခက်ခက်တာပေါ့နော်ဒီလိုပစ္စည်းတွေသုံးဖို့အတွက်ကိုအရင်တော့ဆိုလို့ရှိရင်ဒီလိုပစ္စည်းတွေသုံးဖို့အတွက်ကိုခေါင်းထဲမှာတိတ်မရှိကြအခုကတော့အဲ့လိုမဟုတ်တော့ဒီလိုပစ္စည်းတွေတွင်းတွင်းကြဲကြဲသုံးလာကြပြီဘာဖြစ်လဲဆို result လည်းရတယ်လေတကယ်လေးကောင်းတယ်ဆိုလို့ရှိရင်အရေးကြီးဆုံးအချက်တွေကဘာလဲဆိုလို့ရှိရင်နံပါတ်1ကစိတ်ချရလား FDA ရလား GMP ရလား ISO ရလားနိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေရလားအဲ့ဒါတွေကအဲ့ဒါ safety ဖြစ်လာအရင်အရေးကြီးတယ်နံပါတ်2ကဘာလဲဆိုလို့ရှိရင်သူ့ရဲ့တုံးရလာတဲ့ရလက်ကတကယ်သိတာလားနော်အဲ့ဒါအရင်အရေးကြီးတယ်ပြီးတော့ဒါမိကလေးရဲ့ကျမ်းမာရေးသိလားဒီပစ္စည်းကလေကျမ်းမာရေးဆိုတာသုံးတဲ့ပစ္စည်းနော်ဒီတစုံဝယ်တော့ကွာ2လ3လအသုံးခံတယ်ကို2လလောက်နော်ဒီလိုမျိုးမသုံးသင့်ဘူးလားငွေလေး5,000တော့ဘာမှတတ်မှုမရှိဘူးထင်မှာမုတ်လေးပါလေးစားရင်တော့မှ1000ကုန်တော့မှမသိဘူးနော်အိမ်အောင်တဲ့အမျိုးသမီးတွေဆိုပို့ပြီးသုံးခဲ့တယ်အိမ်အောင်ကြီးမှာဆိုလို့ရှိရင်လေကျန်တဲ့လူတော့မသိဘူးကွာအမဆိုလို့ရှိရင်တော့ကိုကြောင့်မို့တခြားလူကိုစိတ်နှောက်ယှက်မဖြစ်စေချင်ဘူးအဲ့အသက်အနံ့ဆိုးတွေကနေပြီးတော့နော်ကင်းဝေးရမယ်မိန်းကလေးမှန်တယ်ဆိုလို့ရှိရင်တက်ရက်နော်ငါတို့မိန်းကလေးတွေငမြာရီမလို့ခေါ်တဲ့ခေတ်ကကြံခဲ့ပြီဒီခေတ်မှာမရှိတော့ဘူးနော်ဒီခေတ်မှာဒီလိုပစ္စည်းကောင်းတွေအများကြီးပေါ်လာပြီဒါတွေအကုန်လုံးကိုသုံးတဲ့နေပြီနော်သုံးတဲ့နေဒါတွေအကုန်လုံးကိုတိတိကျကျသုံးမယ်ဆိုလို့ရှိရင်ဘာအကျိုးကျေးဇူးတွေရမယ်ဆိုလို့ရှိရင်နော်အနံ့ဆိုးထွက်တာအနံ့နံတာရတာမှုရောတာဖြစ်တာပြီးဆွဲပြီးသုံးမယ်ဆိုလို့ရှိရင် private area ဖြူစေပြီးအမတို့ဒီ menstruation ပိုင်းဖြစ်ပြီးပြီဆိုလို့ရှိရင်အနံ့ဆိုးထွက်တာအဲ့ဒါတော်ဆူဆူပဲ main ကလေးတွေအမျိုးသမီးတိုင်းကြုံတွေ့ရတဲ့ပြဿနာအဖြူစဲတဲ့ပြဿနာအရင်အကောင့်နဲ့တကယ်သုံးကြည့်စေချင်တယ်တစုံတော့သုံးကြည့်အများကြီးမသုံးကြည့်တယ်တစုံတော့စီရမသုံးသိတယ်လို့စက်ပြားမျိုးစပြီးသုံးကြည့်နော်စက်ပြားမျိုးစပြီးသုံးကြည့်လိုက်တကယ်ရလက်မရအမောက်ကြိုက်တယ်လို့ပြောနော်ဒီစီရလေးဆိုလို့ရှိရင်လေဘူးပလင်းကိုကြည့်တာနဲ့ကိုကြွေစင်းသွားမယ်နော်ကောင်မလေးတွေတုတ်အနက်ဖွင့်လိုက်တာနဲ့မှုေးတာပလင်းကိုဖွင့်လိုက်တာနဲ့မှုေးနေမှာတခါတည်းအဲ့တော့ကိုသုံးသားမယ်ဆိုဘယ်လောက်ထိစိတ်ကြည်နေမှုတွေရရှိနေမလဲဆိုတော့စဉ်းစားကြည့်လိုက်အမတော့ဒါသုံးကတော့အရင်ကြိုက်တယ်တကယ်ပြောတာအရင်ကြိုက်တယ်အမကိုမှယုံကြည်မှုပြေဝရှိရလို့ခံစားရတယ်အရင်ကြိုက်တယ်